ဒီတကိုးနှစ်ယောက်ကအရန်ထက်မြက်ကြလို့ခိုးယူထားတဲ့ပတ်စံတွေကိုအိတ်ထဲမထည့်ပဲမိန်းကလေးရဲ့ကိုယ်ခန္ဓာပေါ်ကိုတိတ်ကတ်ထားပြီးသူမကအပေါ်မှာဝစ်စုံတစ်ခုဝတ်ပြီးလေစိတ်ကူသွားကြပါတယ်။သူတို့ရဲ့အစီအစဉ်ကမိန်းကလေးကကိုဝင်ရှိတယ်လို့တရုပ်ဆောင်မယ်။ယောက်ျားလေးကတော့ passport control မှာမတိသူလို့သွားမယ်ဆိုတာပါ။မိန်းကလေးကလွယ်လွယ်ကူကူဖြတ်သွားနိုင်ခဲ့ပေမဲ့ရဲတွေကယောက်ျားလေးကိုရက်ခိုင်းလိုက်ပါတယ်။သူမကဖမ်းမိပြီးထင်ပြီးကြောက်လန့်သွားပေမဲ့တခဏတိတ်ဆိတ်မှုနောက်မှာတော့သူ့ကိုလွှတ်ပေးလိုက်ပါတယ်။အခုတော့အမှန်တကယ်စမ်းသပ်မှုစတင်ပါပြီ။လုံခြုံရေးစစ်ဆေးဆက်ကိုမိန်းကလေးဖြတ်သွားချိန်ဆက်ခအတန်းကြီးနဲ့ဘီးဆိုပြီးမိသွားပါတယ်။ယောက်ျားလေးကတော့မူးမေ့သွားမလားထင်ရလောက်အောင်ပါပဲ။လုံခြုံရေးဝန်ထမ်းကလဲဆွဲကိုဖယ်ပါလို့ပြောလိုက်တော့သူမကချက်ချင်းဖယ်ပြီးထပ်မံဖြတ်သွားပါတယ်။ဒီတစ်ခါတော့တိတ်ဆိတ်မှုပါ။သူတို့နှစ်ယောက်အပြန်အလှန်တက်တာတဲ့အပြုံးနဲ့ကြည့်ပြီးလေစိတ်ကနေထွက်သွားနိုင်ခဲ့ပါတယ်။ Hayes အောင်မြင်ခဲ့ပါပြီ။